ခုခုကိုအရန်သဘောကျတယ်အရန်ကောင်းတယ်ဒါမျိုးတွေပြောချင်ရင် very good it's very good ဒီလိုတွေပဲသုံးပြီးပြောနေအောင်ပါဆိုတော့ဒီနေ့မှာ very good အပြင်တခြားပြောလို့ရတဲ့ good အစားသုံးလို့ရတဲ့ adjectives တွေကိုပြပြပေးသွားမှာဖြစ်ပါတယ် excellent အလွန်ကောင်းသောဆိုတဲ့အဓိပ္ပာယ်ရပါတယ်အသုံးများတဲ့စကားလုံးလေးတစ်ခုလည်းဖြစ်တယ်လို့တော်တော်များများလေးသိတဲ့စကားလုံးလေးတစ်လုံးနဲ့ပဲစလိုက်ပါတယ် For example she did an excellent job on the report superb ကြီးကျယ်ခမ်းနားတာအဆင့်အတန်းမြင့်ပြီးတော့မှခမ်းနားဒါတွေကိုဖော်ပြချင်ရင်သုံးလို့ရတဲ့စကားလုံးလေးပဲဖြစ်ပါတယ် For example a superb 5-course meal outstanding အားလုံးထဲမှာတခြားသူတွေထက်တိတိတတ်တာပိုကောင်းနေရပိုတော်နေရပိုထူးချွန်နေရဆိုရင်ဒီစကားလုံးလေးကိုသုံးပြီးတော့ဖော်ပြလို့ရပါတယ် For example his contribution was outstanding marvelous တစ်ခုခုကအံ့အားသင့်စရာကောင်းလောက်အောင်ကိုသဘောကျစရာကောင်းရလောက်တဲ့အခြေအနေမျိုးမှာဆိုရင်ဒီစကားလုံးလေးနဲ့သုံးပြီးတော့ဖော်ပြလို့ရပါတယ် For example that's a marvelous idea delightfulပေါ့ပါပျော်ရွှင်ရွှင်နဲ့ကြည်နူးစရာကောင်းတဲ့အခြေအနေမျိုးလေးတွေမှာဒီစကားလုံးလေးကိုသုံးပြီးတော့ဖော်ပြလို့ရပါတယ် For example she is a delightful person to be around